ကမ္ဘာပေါ်မှာအမျိုးသားတွေတဲ့အမျိုးသမီးတွေကပုံမှုအသက်ရှိကြပါတယ်။2016ခုနှစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO ကကောက်ယူခဲ့တဲ့စစ်တမ်းတွေအရဆိုရင်ဖြန်းမြလူသက်တမ်းက82နှစ်ရှိတယ်လို့ဖော်ပြပေးထားပါတယ်ရှင်။ကျားမအချိုးအစားခွဲခြားလိုက်တဲ့အခါအမျိုးသမီးတွေရဲ့ဖြန်းမြသက်တမ်းက84နှစ်နဲ့2လရှိပြီးတော့အမျိုးသားတွေရဲ့ဖြန်းမြသက်တမ်းကတော့69နှစ်နဲ့8လရှိတယ်လို့စစ်တမ်းမှာအတိအကျဖော်ပြပေးထားပါတယ်ရှင်။2010ခုနှစ်ကပြုစုခဲ့တဲ့အမေရိကန်နိုင်ငံရဲ့စစ်တမ်းတွေအရဆိုရင်အသက်ရာကျော်ရှိတဲ့သူ9000ကျော်ရှိပြီးတော့အဲ့ထဲမှာအယောက်9000ကသာအမျိုးသားတွေဖြစ်ပြီးတော့ကျန်တဲ့အယောက်4000ကျော်ကအမျိုးသမီးတွေဖြစ်တာကိုစစ်ဆေးတွေ့ရှိရပါတယ်ရှင်။အမျိုးသမီးတွေကအမျိုးသားတွေတဲ့အသက်ပိုရှည်စေသောအကြောင်းရင်းများနံပါတ်1မျိုးဗီဇကမ္ဘာပေါ်မှာနိုင်ငံ40လောက်ပဲလူအသေးပြောက်စရင်ကိုအသေးချာပြုစုထားတာကိုတွေ့ရပါတယ်။ဖြစ်စဉ်ပြုစုတဲ့စရင်စရာတွေအရာအမျိုးသမီးတွေဟာလူသက်တမ်းရှိရှိနေကြတယ်ဆိုတဲ့အချက်ကိုလည်းသတိထားတွေ့ရပါတယ်။အမျိုးသမီးတွေဟာမွေးရပါမျိုးစေ့ဗီဇကြောင့်အမျိုးသားတွေတဲ့ပို့ပြီးတော့အသက်ရှည်တာဖြစ်ပါတယ်ရှင်။ကျားမျိုးစေ့က XY ခရိုမိုဆိုးကိုတည်ဆောင်ပြီးတော့မမျိုးစေ့ကတော့ XX ခရိုမိုဆိုးကိုတည်ဆောင်ပါတယ်။လူတွေမှာမျိုးဗီဇချို့ယွင်းချက်ရှိခဲ့မယ်ဆိုရင်အမျိုးသမီးတွေကအရန် X ခရိုမိုဆိုးတွေရှိပါတယ်။အမျိုးသားတွေမှာတော့မရှိပါဘူး။ဒါကြောင့်အမျိုးသမီးတွေကတက်တန်းပိုရှည်တာဖြစ်နိုင်တယ်လို့လန်ဒန်တက္ကသိုလ်ပါမောက္ခဒေးဗစ်ချန်ကဆိုပါတယ်။ကိုဝင်ဆောင်စားမှာလည်းမိန်းကလေးတဲ့ယောက်ျားလေးကိုဝင်ကပြတ်ကျနိုင်ခြေရှိတယ်လို့စိုးမွေးတာမျိုးလည်းဖြစ်တတ်ပါတယ်ရှင်။နံပါတ်2လူနေမှုပုံစံရွေးချယ်မှုများအမျိုးသားများသည်ဆက်လက်တောက်ခြင်းနှင့်အရက်အလွန်ကျွံတောက်ခြင်းကဲ့သို့သောအန္တရာယ်ရှိသောအပြုအမူများကြောင့်အဆုတ်ကင်ဆာနှင့်အသည်းချောက်ခြင်းကဲ့သို့သောဆက်ဆက်ရောဂါများဖြစ်ပွားမှုနှုန်းမြင့်မားလျက်ရှိပါတယ်။ဒီချက်ကလည်းအမျိုးသားများအသက်တိုစေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်ရှင်။အမျိုးသားတွေအားစစ်တပ်တစ်တော်လုပ်ငန်းတထုပေးလုပ်ငန်းကဲ့သို့အသက်အန္တရာယ်များတဲ့အလုပ်တွေမှာပိုမိုပါဝင်ကြရပါတယ်။ဒါကလည်းအသက်တိုစေတဲ့အကြောင်းတစ်ရပ်ဖြစ်ပါတယ်ရှင်။မျိုးသမီးများသည်မျှတသောအစားအသောက်ကိုထိမ့်သိမ်းခြင်းနဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကဲ့သို့ကျန်းမာရေးနဲ့ညီညွတ်တဲ့အမှုကျင့်များကိုကျင့်သုံးကြတာကိုတွေ့ရပါတယ်။မျိုးသားစေပညာစာကြည့်တဲ့ရဲ့အဆိုအရအမျိုးသမီးများသည်၎င်းတို့၏ဘဝတစ်လျှောက်လုံးတွင်ပုံမူကြီးမားသောလူမှုအတိုင်းဝိုင်းနှင့်နှက်ဆိုင်သောဆက်ဆံရေးတို့ကိုထိမ့်သိမ်းထားပါတယ်။ဒီအချက်ကလည်းကျန်းမာရေးဒုက္ခချမ်းသာစိတ်ကြယောဂဖြစ်နိုင်ခြင်းနဲ့အသက်ရှည်ခြင်းတို့ပေါ်ကောင်းတဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်ရှင်။နံပါတ်3စေဝါဆောင်ရှောက်မှုမျိုးသမီးများသည်အမျိုးသားများတဲ့မကြာခဏစေကူတာမှုခံယူခြင်းဖြင့်၎င်းတို့၏ကျန်းမာရေးဆောင်ရှောက်မှုကိုပုံမကောင်းမှုစေပါတယ်။ဒီချက်ကကင်ဆာနဲ့နှလုံးရောဂါကဲ့သို့သောကျန်းမာရေးအခြေအနေများကိုစောစီးစွာသိရှိနိုင်ပြီးကြိုတင်ကာကွယ်မှုနည်းလမ်းများကိုရရှိစေပါတယ်။ Glenfield Clinic ကအမျိုးသားတွေရဲ့60%နီးပါးဟာဆရာဝန်ကိုပုံမှန်မတွေ့ကြဘူးလို့ဆိုပါတယ်ရှင်။နံပါတ်4ပညာရေးအမျိုးသမီးများသည်အမျိုးသားများတဲ့တာလွန်ပြီးဆယ်စုနှစ်များစွာဆက်လက်ပညာသင်ကြားခဲ့ကြပါတယ်ရှင်။2024ခုနှစ်အသက်25နှစ်နှင့်34နှစ်ကြာ Bachelor Degree ရရှိမှုပမာဏကိုစမ်းစစ်ရ၌အမေရိကန်အမျိုးသမီး48%သည်ဒီဂရီရရှိမှုရှိပြီးတော့အမေရိကန်အမျိုးသား38%ကလည်းဒီဂရီရရှိမှုရှိကြောင်းနှိုင်းယှဉ်တွေ့ရှိရပါတယ်ရှင်။မြင့်မားတဲ့ပညာရေးအဆင့်များသည့်အမျိုးသမီးများ၏ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာနှင့်အလုံးစုံကောင်းမှုနည်းတို့ကိုအပြုသဘောဆောင်လွှမ်းမိုးမှုရှိပါတယ်ရှင်။နံပါတ်5ကျားမဆန်လုံးများနှင့်လူအဖွဲ့အစည်းဆိုင်ရာမျှော်လင့်ချက်များလူအဖွဲ့အစည်းသည်ကျန်းမာရေးကောင်းမွန်ရန်ကျန်းမာရေးစောင့်ရှောက်မှုကိုရှာဖွေခြင်းနှင့်အမျိုးသမီးများအတွက်ကြိုတင်ကာကွယ်မှုဆိုင်ရာစောင့်ရှောက်မှု၏ရေးပါမှုကိုအလေးပေးရရှိပါတယ်။ဒီစံနှုန်းတွေကပဲအမျိုးသမီးများ၏ဒုက္ခချမ်းသာကိုဦးစားပေးရန်ဩဇာလွှမ်းမိုးနိုင်ပြီးပုံမကျန်းမာသောလူနေမှုပုံစံရွေးချယ်မှုများနဲ့တက်တန်းပိုရှည်စေမှုကိုပေးပါတယ်ရှင်။အစဉ်လာအားဖြင့်
အမျိုးသားများသည်ငယ်ရွယ်စဉ်ချိန်မှစပြီးစိတ်ခံစားမှုများကိုထိန်းထားရန်တွန်းအားပေးခံရပြီးစိတ်ဖိစီးမှုဖြစ်စေခဲ့ပါတယ်ရှင်။စိတ်ဖိစီးမှုများကြောင့်အဝလွန်ခြင်းနှလုံးရောဂါစိတ်သက်ကြခြင်းအစာအိမ်နှင့်ဥလန်းချောင်းဆိုင်ရာပြဿနာများသွေးတိုးရောဂါနှင့်ကျန်းမာရေးဆိုင်ရာပြဿနာများကိုဖြစ်စေပါတယ်။အမျိုးသမီးများသည်ပုံမူကောင်းမွန်သောစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုစနစ်များရှိခြင်းနှင့်၎င်းတို့ရဲ့ခံစားချက်များကိုပုံမူလွတ်လပ်စွာဖော်ပြနိုင်ခြင်းများသည်ကျန်းမာရေးကောင်းမွန်မှုရဲ့အဓိကအချက်များဖြစ်ပါတယ်ရှင်။အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေမိမိတို့၏ကျန်းမာရေးကိုစောင့်ရှောက်ခြင်းဖြင့်မိသားစုဘဝကိုကျန်းမာပျော်ရွှင်စွာဖြတ်သန်းကြပါစို့ချစ်တဲ့အမလီပါ။